Hello guys, I'm Milo. Now I build game here at Cardo before so the video le maro. So Minecraft ထဲမှာကျွန်တော်ဆော့တယ်လို့မျိုးပေါ့နော် mcpdi.org ကနေထောင်းထားတဲ့ဒါ Minecraft asset Minecraft Barrock ကိုကျွန်တော် Java edition မှာမလုပ်ရှင်တယ်ဒါပေမဲ့ကိုလူတို့က Java နဲ့လည်းအဆင်ပြေကျွန်တော်တို့ Java နဲ့လည်းလုံးဝအဆင်မပြေဘူးဆိုရင်တော့အဲကြောင့် Adam for Minecraft ဆိုပြီးကျွန်တော် Play Store မှာရှာလိုက်ပါကျွန်တော်ရှာပြရမယ်နော်Adam for Minecraft Adam ဆိုရှာလိုက်အမှတွေ့ရတယ်ပဲအဲ့လိုထောင်းလို့ဆိုလိုက်ပါနော်ကျွန်တော်ကတော့ထောင်းဖို့ဆိုတော့update ဝင်လိုက်မယ်ဝင်ပေါ်ဝင်မယ်ဘောနော်အဲ့လိုဝင်နေချိန်မှာကျွန်တော် channel လေးကို like subscribe နဲ့ SB ရဲ့ comment လေးရောင်းမခဲ့ကြပါကျွန်တော်ကအားလုံးကြိုက်နေတတ်မဲ့ video တွေကိုကျွန်တော်ထိုင်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ် Okay ဒီလိုပေါ်လို့ရှိရင်ကျွန်တော် back လုပ်တယ်ပြထွက်လိုက်ပါနော်ထပ်ပေါ်လို့ရှိရင်ကျွန်တော်ရပြီsearch အောက်မှာ search ဘာပုံစံလေးရှိအဲ့လေးနှိပ်ပြီးတော့အဲ့မှာကိုလိုတော့ Java ဆိုပြီးပဲရိုက်sorry Java ဆိုပြီးရိုက်ချလိုက်မယ်JAVA Java အားလေးနဲ့ဆိုဒီပုံလေးပေါ့နော်ဒီမှာကျွန်တော် share ဒီပုံလေးအဲ့ပုံလေးကိုပဲကျွန်တော်ထောင်းဆက်လိုက်ဒါလေးအဲ့ဒီကိုထောင်းဆက်လိုက်ပါကျွန်တော်ထောင်းဆက်ပါမယ်အဲ့ဒါကတစ်ခါလေးနဲ့ဆိုလို့ရတယ်နှစ်ခါဆိုလိုက်ပေါ်လို့ရှိရင်နှစ်ခုပေါ်လို့နှစ်ခုစလုံးကျွန်တော်ဆက်ပြရအောင်ကျွန်တော်ဆက်ပါကျွန်တော် install ပြီးတော့ဆိုတော့ကျွန်တော် Minecraft တွေဝင်လာမယ်လောကကိုလိုကဗျာ Minecraft Java ကိုတခါမှမဆော့ဘူးဆိုရဲသူဆိုရင်တော့တေချာလေးကျွန်တော်ဆော့တော့တေချာကြည့်ပြီပေါ့နော်အဲ့ဒါကနည်းနည်းတော့ခတ်တယ်ကျွန်တော်ဘာလို့ထပ်စားအဲ့ Java ကပိုခတ်တယ်လေတော့ Okay ကျွန်တော် word တစ်ခု create မယ်word တစ်ခု create မယ် create ကျွန်တော် create ပဲထားပါနော်ကျွန်တော်စီတော့မရေးတော့ဘူးနော်ကျွန်တော်ချစ်တာလေးတော့ဖွင့်လိုက်တယ်မဆိုရင်ကျွန်တော်ဒီ light တွေပြောင်းလာတိုင်ပြလိုက်ပါဗျာ Okay always day ကျွန်တော် rat အဒီ behavior pass တဲ့မှာကျွန်တော် Java edition v ဘာညာပေါ့အဲ့လေးနေလိုက်ပေါ်လို့ရှိကျွန်တော်ဒီ result pack နဲ့မှာကျွန်တော်အဲ့ Java ပုံစံရှိရအဲ့လေးပဲကျွန်တော်အဲ့ပဲကျွန်တော် Java Java ရှာလိုက်မနော် Java edition အဲ့ဒါလေးပဲကျွန်တော်ထပ်နေလိုက်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရှာပြီဆော်လေးရပါတော့ကျွန်တော်အဲ့လိုမျိုးဝင်သွားပြီဆိုတော့ Java edition အကုန်ရပါပြီသူက loading တစ်ခုဖြစ်သွားတယ်ပေါ့နော်ပုံမှန် loading တစ်ခုလည်းမဟုတ်တော့ဘဲနဲ့ loading နှစ်ခုဖြစ်သွားတယ်ဒါပါပဲခြားဘာမှတော့မထူးခြားဘူးပေါ့နော်ကျွန်တော်အထက်က Java ပုံစံမျိုးလေးပြောင်းသွားတယ်လေးပဲရှိတယ် Okay Okay ကျွန်တော်အရင်ဆုံးအဲ့ဒီကိုခဏဝင်မယ်ပေါ့နော်အဲ့ပေါ်အဲ့ဒီကိုဝင်မယ်ပေါ့နော် sorry အဲ့တော့Java edition ဆိုပြီးအပေါ်ပြောင်းသွားတယ်အဲ့လိုပြပါပြီစာရနေပေါ့နော်Okayအဲ့လိုတော့ Java ပုံစံဖြစ်သွားလို့ရှင်တော့ Yeah congratulations my brother Okay ကျွန်တော်ဒါဆိုတော့ကျွန်တော်ဒီအရန်ဆော့ချင်နေတဲ့ဖုန်းမှာဆော့လို့ရှင်လဲတော်တော်တိုင်းပတ်တဲ့ Java edition ကိုကျွန်တော် add on နဲ့ဆော့တော့မှာ add on နဲ့ဆော့လို့ရပါတယ်ပေါ့နော်အဲ့လိုမျိုးအနေအရင်တော့တဲ့ဆိုင်တော့ကျွန်တော်စောင့်ရနေတဲ့ကြာရဆိုပေမဲ့စောင့်လို့စင်ပြပိုင်းတော့ကွာလုံးမbrother က easy ပဲနော်ဒါလေးကMicrosoft မဲ့သူဆိုတော့အချိန်ပြည့်လို့ရပါနော်ဟဲ့
就上没？啊，个种不嘛，种白肉它不买的，style မျိုးပြောင်းသွားတယ်ပေါ့နော်။ Okay ရပြီ။ Okay ရပြီဟာကဲ Okay ဗျာကဲဟိုတဲ့အပေါ်အတန်းလေးဆိုင်လေးအစားပေါ်နေတယ်ဒီဒါဆိုတော့ကိုလူကကျွန်တော်လို့မျိုး Java လဲဆောက်ခြင်းပဲ Java လဲဆောက်လို့မရတဲ့ညီကိုဆိုတော့ congratulation ပါဆောက်လိုက်ရတာပဲကဲပေါ်လို့ရှင်တယ်လုံးဝကျ Java ပုံစံမျိုးပြောင်းသွားမယ်ကျလက်နက်တွေဘာတွေကိုလဲကျွန်တော်ဘယ်ဘက်လက်မှာထည့်လို့ရလဲကျွန်တော် swatch ပြပါနော်就这么，包了我们两不买的，这来着好了，来吃啊，来着了，就包了就白白了嘛，别洗干净了，不咯，就地塔个就白白了干净。မမေရဒီခိုင်တခါတလေနဲ့ error ဖြစ်တယ်ဗျာသူကနောက်တစ်ခုကျတော့အဲ့လိုကြော်ခုတ်လို့ရှည်လဲဗျာဟိုလိုဟိုဒီပါခုတ်ရအဲ့လိုပါတယ်ပြီးတော့credit ကြရချာဟိုသူကလုံးလို့မရပါမယ်ဒီကောင်လုံးလို့ရပြီးတော့ကျော် Java ကဘာလို့ကျော်လို့ရှင်သိရမလားဒီကောင်သိလားဆိုတော့ဆက်ဆန်းတယ်နော်ဝေးကျော်အဲ့ကျွန်တော်ဒီလိုလားဆက်ရမယ်ဆိုတော့ဘယ်လိုလာဖြစ်နေလဲ okay survivor ပါရှိကုန်ဘော survivor ရဲ့ပုံစံဖြစ်တယ်အဲ့တိုင်းပတ်တယ်အဲ့awesome ပြရမယ်ဆိုမှပြရတယ်လက်ကျဟိုတော့ပို့ပြီးဝေးရလေးကန်ပူလိုက်တယ်ဗျာကြည့်ဒါရချင်းရဒါရမသေးဘူးပွားကြောနောက်တစ်ခုပြမယ်ဒါကျွန်တော်လည်းအခုမှဆက်ဆန်းတာပါနော်ဒီအောက်မှာ block တွေချလို့မရဘူး okay ဒါဆိုကျွန်တော် kill လိုက်တော့မယ်ပွားနေမတဲ့ search bar ဒီမရှင်းရောက်ပြီးတော့ဒီလိုမျိုးဖြစ်သွားkill ရောကျွန်တော် game mode C ပြောင်းလိုက်မယ်နော်ပေါ့ game mode S G A ပေါ့sorry G A M E M O D E game mode S
Okay နော်ကျွန်ပစ္စည်းကိုလည်းကျွန်ဘယ်ဘက်လက်မှာထားလို့ရပါတယ်ဟုတ်တယ်စတင်ရဲ့ဆက်လုံးကပြောင်းသွားတယ်ဗျာ let's play done opinion တကယ်ရတယ် brother လို့ profile reserve audio me de no me ha easy peaceful credit game rules allow cheats on of survivor credit member video visitor ဒါကတော့ရှာမရလောက်ဘူးဗျာဘာလို့ဆိုတော့အစစ်မဟုတ်တော့လေစတင်မထားတာဆိုတော့မရလောက်ဘူးအဲ့တော့အကုန်ရနော်ကျွန်တော်ကြည့် GAMEM okay game mode C go မ touch တွေပါတယ်လေကျွန်တော်ဘယ်ဘက်လည်းမကန်လို့ရဗျာဒီမှာကန်ရနော်မနေ့ touch ကိုကန်လိုက်တော့လင်းနေဗျဒီကောင်ငါကြောဟုတ်တယ်မြင်နေရနော်ချုပ်ရအဲ့လိုမျိုးဒီတစ်ချက်ကြီးကတော့ကျွန်တော်ထည့်နေကြတစ်ချက်အတိုင်းကြီးဖြစ်သွားတာဗျာပြန်လာပါမယ်နော်ရှိုးဘယ်ဘက်မှာကန်ရရနော်ဖွင့်ကြောဒါကိုလည်းကျွန်တော်ဘယ်ဘက်မှာကန်ရမယ်ပြောလို့ရှိရင်ကျွန်တော် blog တွေကိုကိုကြိုက်တယ်လို့စီးရဲ့အချိန်ကလည်းအဲ့တစ်ချက်ကြီးကလုံးဝတကယ်ကြီးမိုက်တာဗျအဲ့ဒီဟာကြီးကတော့ကျွန်တော်ပြမယ်နော်ကျွန်တော်ဟိုလိုမျိုးဆွတ်တယ်မရှိဘူးဒါကြီးကတော့ကျွန်တော်လွတ်လပ်ပဲဒီယူနာကအဲ့လိုမျိုး就 that's right လေပါတယ်就ဘယ်ဘက်မှမရအောင်ချုပ်ကြိုက်ရမှာကတကယ် error တက်နေလို့နော်ဒါကတော့တကယ်ရပါတယ်ကျွန်တော်မလိမ္မာဘူးတကယ်အဲ့ဒီချက်ကရှားတယ်ကျွန်တော်ပြမယ်နော်就变。ကဲဒါကတော့ကျွန်တော်စမ်းကြည့်ရမှာမရဘူးပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးလောက်ပါပဲအားလုံးကြည့်ပြီးကြတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်ထပ်ပိုကောင်းမွန်တဲ့ဗီဒီယိုအများကြီးမှပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye